ကြုံရင်ကျွန်တော်လို့ဖြစ်ပါဒါပေမဲ့ဟိုရင်တော့လို့မဖြစ်ဘူးရုပ်ပြရှင်ပြဗျာရင်တော့ရုပ်ပြရှင်ပြဖြစ်တယ်ဟိုဘာတည်ရမလားအဲ့လိုမျိုးတွေသူတို့မကစားတော့ထွက်သွားတယ်တစ်ဖက်တင်းကတော့နိုင်သွားတယ်3မှတ်တော့ရပါတယ်အဲ့ပွဲရကြည့်လို့မလှဘူးအဲ့လိုမျိုးဖြစ်သွားမယ်ကျွန်တော်အဲ့လိုမျိုးမဖြစ်ချင်ကျွန်တော်တို့ဟိုနေဒါတွေကဟိုနောက်တစ်ချိန်မှာပြန်ကန်လို့ရတဲ့ပွဲတွေဖြစ်တယ် maybe 3မှတ်ကတော့ဆုံးရှုံးသွားမယ်ပြန်ကျွန်တော်တို့ဟိုကလေးတွေပြန်ကစားလို့ရမယ်အဲ့လိုမျိုးပေါ့ဟိုဒီသူတို့တင်ရလဲအကုန်လုံးကစားတော့ထွက်တော့မယ်အကုန်လုံးပြောဟိုသူတို့အနီကပြချင်တယ်ပြပေါ့အကုန်လုံးကပြောနေခွင်းထဲမှာကျွန်တော်နေနေကြတော့အရင်ကကျွန်တော်ဝမ်မန်လေးမှာကျွန်တော်ကြုံမှုရပေါ့နော်ဟို INF နဲ့ရန်ကုန်ကဆိုလဲဟိုကိုမာတို့ကအဲ့လိုကစားချင်းမှာအဲ့လိုခင်ဗျားတို့ဝိုင်းပြောကြမှန်တကယ်တော့သူတို့ကတော့နိုင်ကျင်တယ်မှန်တယ်သူတို့အမှတ်လို့နဲ့ခံလိုက်တယ်မှန်တယ်ဒါပေမဲ့ဝမ်မန်လေးကအဲ့လိုဘယ်လိုဟိုရန်ကုန်ကစားသမားတို့ကတော့မတက်ရပါဘူးဒါဆိုဒီနေ့ဆိုလဲကျွန်တော်ကပနတီဝင်သွားတယ်သူတို့အကုန်လုံးမတက်ရပြီမှာတကယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်သိရခွင်းထဲမှာသူတို့အကုန်လုံးပြောပြီးမတက်ရပြီလိုက်တော့မယ်မကန်တော့ဘူးလေဒါဆိုရင်ဒီပွဲရကျွန်တော်ရုပ်ပြတ်သွားမှသာကျွန်တော်သိကျွန်တော်ပဲဟိုနေဖြစ်လိုက်တယ်ထိမ့်ပြလိုက်တယ်ဗျာကြာတင်ငယ်ချင်းသူတို့ကျွန်တော်ပြောလိုက်ငါဘေးကန်ပြလိုက်မယ်ကျွန်တော်ကိုယ်ပြောလိုက်ဘာလို့ကျွန်တော်အဲ့လိုမျိုးမဖြစ်ချင်ဘူးကျွန်တော်အမတ်ဆုံးရှုံးသွားတာကြာကျွန်တော်ညံ့လို့ရှုံးတာကျွန်တော်ပြောချင်ကျွန်တော်လည်းကောင်းကန်တယ်ဗျာကျွန်တော်ဒီနေ့မှာအကောင်းဆုံးမလုပ်နိုင်တာပဲရှိရပါတော့အဲ့ဒါပဲကျန်တဲ့ကကျွန်တော်ထိန်းစားပြီးသွားထားတယ်တဲ့ကလေးရောထိန်းဆိုတာခက်လို့ပြောမဟုတ်ပါဘူးကျွန်တော်ညံ့တာမှကျွန်တော်ကကိုယ်ခွင့်ရည်တွေအများကြီးရှိပါတယ်အဓိကပွဲတစ်ပွဲကျွန်တော်တို့လက်ခံရမှာကျွန်တော်ညံ့လို့ကျွန်တော်တို့ရှုံးတာအဓိကကျွန်တော်ညံ့လို့ပြောလိုက်လို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်း performance ပြည့်မှုထောက်ရကျွန်တော်ညံ့တာကျွန်တော်ညံ့လို့ကျွန်တော်ရှုံးတာမန်တိုင်းကပြောရရင်တော့ကန်ရရလဲဘယ်လိုဖြစ်တာသူတို့လည်းသူတင်ကိုတင်ကစားကိုလည်းသူတင်ကစားညံ့တဲ့လူရှုံးသွားတာဒါကျွန်တော်တို့ကိုယ်တိုင်ကဟိုစားထွက်တယ်တာထွက်မကောင်းတာကျွန်တော်တို့ကိုယ်တိုင် performance ကျွန်တော်တို့အဲ့လူတွေအရင်ပွဲတော့ performance မရသေးဘူးမရတာပေါ့အဲ့လိုမျိုးကျွန်တော်ပြောအောင်ပါအဲ့လည်းပါကျွန်တော်ကဘယ်လိုပြောဟိုကိုတောင်ဒီတင်ရှုံးသွားလို့ခံစားရတခုရဲ့နောက်တစ်ခုကကိုကသားသမားလေးတွေခုမှတက်လူလေးတွေကျွန်တော်တစည်းကြီးစိုးပြလိုက်တာအဲ့လိုမှကြောက်တယ်ပေါ့ဟိုသူတို့ကျွန်တော်ကြောင့်အမတ်ဆုံးရှုံးရတယ်ဆိုတော့ဒီမခံစားသိချင်ပါတော့အဲ့ဒါကြောင့်မှတန်းတဲ့ကတော့ကျွန်တော်အမရှိကလေးတွေကိုမခံစားသိချင်ကျွန်တော်တို့ပြောပါတယ်အခုတာဝန်ယူတယ်လို့ပြောပြီးစားရန်အောင်ပရိသတ်ကျွန်တော်တောင်းမှန်တယ်လို့ကျွန်တော်မှားတာလို့ကျွန်တော်ကပနဒီကိုကျွန်တော်လုံးဝဆုံးဖြတ်ပြီးကန်နိုင်တော့ရပါဘောနော်အဲ့ဒါကျွန်တော်တောင်းမှန်တယ်ပေါ့နော်ဒါပါပဲဟုတ်